တိကျသနာပါ grade 5 သင်ချာအခန်း1အပြေကိန်းနဲ့ဒသမကိန်းများရဲကဒီပို့စာလေးတွေကိုတက်ပြပေးပါမယ်နံပါတ်4ညာဘက်ပုံရှိခွက်လက်များကိုဖြည့်ပါအဲ့တော့ဒီမှာ10ရှိနေတာ10ကနေပြီးတော့မှဒီမှာမြားလေးကသွားလိုက်တော့ဒီမှာ1ဖြစ်သွားပြီ10ကနေ1ဖြစ်သွားတယ်ဆိုရော့သွားတာ10ကို1ဖြစ်အောင်ဆို10နဲ့စားလိုက်တာဒါကြောင့်မို့သူက10ပိုင်းတစ်ပိုင်းဆိုပြီးတော့ရေးထား10ပိုင်းတစ်ပိုင်းဆို10တလီက10ဖြစ်လို့ဒီမှာသူ့ရဲ့အဖြေက1အဲကြောင့်မို့သူက1ရသွားတာအဲ့တော့1ကနေပြီးတော့မှဒီမှာကျတော့မြားလေးက3.1ဆိုပြီးတော့မှပြောင်းသွားတယ်အဲ့တော့ဒသမနောက်မှာကိန်းတစ်လုံးရောက်သွားပြီဒသမနောက်မှာကိန်းတစ်လုံးရွှေ့သွားတယ်ဆိုလို့ရှိရင်အဲ့ဒါက10နဲ့စားလိုက်တာပဲ10ပိုင်းတစ်ပိုင်းလို့ရေးရင်လည်းတူတူပဲမလို့သူ့လိုပဲ10ပိုင်းတစ်ပိုင်းလို့ရေးလိုက်မယ်ပြီးရင်ဒီမြားလေးကထက်သွားသေးတယ်အောက်မှာ1ကနေပြီးတော့မှ3.1ကနေပြီးတော့မှ3.1ဆိုပြီးတော့မှဆက်သွားတယ်အဲ့ဆို3.1ဆိုတော့ဒသမနောက်မှာကိန်းတစ်လုံးရှိနေရတယ်ဒသမနောက်မှာကိန်း2လုံးဖြစ်သွားပြီတနေရာထပ်ပြီးတော့တိုးလာပြီကိန်းတစ်လုံးထပ်တိုးလာပြီကိန်းတစ်လုံးထပ်တိုးလာတယ်ဆိုလို့ရှိရင်ဒါက10နဲ့ထပ်ပြီးတော့စားလိုက်တာပဲ10နဲ့စားရဆို10ပိုင်းတစ်ပိုင်းလို့ရေးရမှာ10ပုံတစ်ပုံနဲ့တူတူပဲမလို့ဒီမှာ10ပိုင်းတစ်ပိုင်းဆိုပြီးတော့လာရေးလိုက်တယ်ပြီးရင်3.3.1ကနေပြီးမှ3.3.3.1ဆိုပြီးတော့ပြောင်းသွားတာအဲ့ဆိုလို့ရှိရင်ဒသမနောက်မှာကိန်းတနေရာတစ်လုံးထပ်တိုးလာတာတနေရာတိုးတိုင်း10နဲ့စားတာပဲဆိုတာတီးပြီးသားဆိုတော့10ပိုင်းတစ်ပိုင်းလို့ထပ်ပြီးတော့မှရေးလိုက်မယ်ဒီဘက်ကကြတော့မြားလေးရဒီမှာ1ကနေပြီးတော့မှ10ကိုပြောင်းသွားတာ1ကနေ10ကိုပြောင်းသွားဆိုလို့ရှိရင်များသွားတာအဲ့တော့10စဆိုပြီးသူကရေးထားတာ10စဆိုတော့10နဲ့မြောက်တန်းနဲ့တူတူပဲအဲ့ဆိုရင်10ဆယ်လီ10နဲ့မြောက်တာ10ဆယ်လီက10ဆိုသူဒီမှာ10ဖြစ်သွားပြီအဲ့ဆိုရင်10နဲ့မြောက်ရတာ1ကို10ဖြစ်အောင်10နဲ့မြောက်ရတာအဲ့ဆိုဒီမှာမြားလေးဆိုလို့ရှိရင်3.1ကနေပြီးတော့မှ1ကိုပြောင်းသွားတယ်ဒသမနောက်မှာကိန်းတစ်လုံးရှိရနေပြီးတော့မှမရှိတော့အဲ့ဒါဆိုလို့ရှိရင်ဒီမှာစလို့ရေးထားဆိုလို့ရှိရင်တနေရာပျောက်သွားပြီဒသမနောက်မှာကိန်းတနေရာမရှိတော့ဘူးထပ်တိုးလာရင်တော့ဒါစားလိုက်တာရော့သွားတယ်ဆိုလို့ရှိရင်ဒါ10နဲ့ညှောက်လိုက်တာနော်ထပ်တိုးတယ်ဆိုလို့ရှိရင်ဒသမနောက်မှာကိန်းလေးတိုးသွားလို့ရှိရင်10နဲ့စားတာ10ပိုင်းတစ်ပိုင်းဆိုပြီးရေးခဲ့ပြီးပြီအခုကထပ်တိုးသွားဒသမနောက်မှာကိန်းကမရှိတော့ဘူးရော့သွားတယ်ဆိုလို့ရှိရင်10နဲ့ညှောက်လိုက်တာအဲ့တော့3.1ကို10နဲ့ညှောက်မယ်ဆိုလို့ရှိရင်မှာ10တက်လီ10ဒီလိုမျိုးဖြစ်သွားမှာပါရှေ့က3ညတမိုးမရှိတော့မရေးတော့ဘူးဒသမတနေရာဖြစ်လို့ရှိရင်ဒီမှာ1.3ညဆိုပြီးပြန်ရမှာ1.3ညဆိုလို့ရှိရင်ဒသမနောက်မှာ3ညတမိုးမရှိဘူးဆိုတော့မရေးတော့ဘဲနဲ့1ဆိုပြီးတော့မှထားလို့ရတယ်အဲဆို3.1ကနေပြီးတော့1ကိုပြောင်းသွားရဲဆိုတော့10နဲ့မြောက်ခဲ့တာသိကြတယ်အဲကြောင့်မို့10လို့ရ10စလို့ရေးရင်အတူတူပဲ10နဲ့မြောက်လို့ရှိရင်10စ20နဲ့မြောက်လို့ရှိရင်2စအဲ့လိုပုံစံမျိုးပဲ3.1ကနေပြီးတော့3.1ဖြစ်သွားရဲဆိုရင်ဒသမတနေရာထပ်ပြီးတော့ရော့သွားတယ်အဲ့ဆိုလို့ရှိရင်တိုးလာဆိုရင်10နဲ့စားတာရော့သွားရဆိုရင်10နဲ့မြှောက်တာပဲသိကြတယ်ဆိုဒီမှာ10စလို့ပြန်ရေးမယ်ဒီမှာကျ3.1ကနေပြီးတော့မှ3.3.1ဆိုတော့ဒီမှာဒသမနောက်မှာကိန်း3လုံးက2လုံးပဲရှိတော့ဆိုသူလည်းတနေရာထပ်ပြီးတော့ရော့သွားတာအဲ့ဆိုရင်10နဲ့ထပ်ပြီးတော့မြှောက်တာပဲဆိုတော့ဒီမှာ10ပြန်ရေးမယ်နံပါတ်3ကကျတော့2.53 2.53ညခွန်2.58 2.54တို့ကိုနိုင်ရှင်ကြမည်တဲ့နံပါတ်ကကြီးကကိန်းတစ်ခုစီကိုအထက်ပါကိန်းမြင်းပေါ်နဲ့မြားဆွဲပြပါဒီကိန်းလေးတွေရဲ့နေရာလေးတွေကိုမြားလေးနဲ့ပြပေးရမှာအဲ့တော့ဒီမှာ2.53ရဲ့နေရာကိုချမယ်ဆိုလို့ရှိရင်2.55ကတော့ပေးထားတယ်2.5ပါတယ်2.6ရှိတယ်အဲ့တော့2.55ဆိုရင် तू ကအဲ့ဒါယာလီစိတ်အထိပါနေတာအဲ့တော့ဒီအရှိကိုတနေရာတိုးလိုက်မယ်ဆိုလို့ရှိရင်2.55ရဲ့ယာလီစိတ်တစ်စိတ်ဆုပ်လိုက်မယ်ဆို2.54ဖြစ်သွားမှာနော်2.54ကဒီနေရာမှာပေါ့အဲ့ဆို2.53ကသူ့ရဲ့အရှိတနေရာထပ်ပြီးတော့ short လိုက်မယ်ဆိုရင်ဒါက2.53ရဲ့နေရာလေးဒီနေရာလေးကိုမြားလေးထိုးပြီးတော့ရေးပေးလို့ရတယ်ပို့ပြီးတော့တေချာခြင်းတယ်ဆိုလို့ရှိရင်အရှိကနေပြန်ပြီးတော့ကြည့်မယ်ဆို2.5လို့ပဲရှိတယ်သူကဘာလဲဆိုလို့2.55ကကြတော့အဲ့ဒါက10လီစိတ်ယာလီစိတ်နေရာမှာကနန်းမရှိဘူးသူကဒီမှာကျအနောက်ကဟာတွေက2.53 2.55ဆိုယာလီစိတ်မှာကနန်းလေးတွေပါတယ်အဲ့ဆိုလို့ရှိရင်သူ့ကိုလည်းမျိုးစားတူသွားအောင်နှိုင်းရှင်လို့လွယ်သွား2.53ညလို့ရေးလို့ရတယ်ဘာလို့ဆိုယာလီစိတ်နေရာမှာကနန်းမပါရင်3ညလေးထည့်လိုက်လို့ရှိရင်လည်းအတူတူပဲ2.5နဲ့တူ3ညအတန်မိုးမရှိလို့ထည့်မရေးထားတာပဲရှိတာအဲ့2.53ညနေတစ်ခုတိုးလိုက်မယ်ဆိုလို့ရှိရင်တစ်စိတ်တိုးလိုက်မယ်ဆိုရင်2.51ကဒီနေရာလေးပေါ့ပြီးလို့ရှိရင်နောက်တစ်စိတ်ထပ်တိုးမယ်2.52ကဒီနန်းလေးရောက်သွားမှာပြီး2.53ကဒီနေရာဆိုတော့ဒါသူ့ရဲ့နေရာလေးကတေချာသွားပြီဒီဘက်ကနေကြည့်တော့လည်းမှန်နေပြီနောက်တစ်ခုက2.53ညခွန်သူကကြတော့ထောင်လီစိတ်အထိပါနေတာဒီ
ဒီမှာပေးထားတာကြာရာလီစိတ်အထီပါတဲ့ဟာတွေပဲရှိသေးတာထောင်လီစိတ်အထီပါနေရဆိုတော့2တက်တက်မှာ9ဒီမှာဆယ်လီစိတ်က9ရှိတယ်ဒါနဲ့ဆယ်လီစိတ်ကဒီမှာ9ရှိတယ်ရာလီစိတ်မှာဆိုရင်3ညရှိတဲ့ကောင်ကဒီဟာဖြစ်နေတာ2တက်တက်မှာ9 3ညနော်ရာလီစိတ်မှာ3ညရှိတဲ့ကောင်အဲ့ဒီကနေရာလီစိတ်တိုးလိုက်မှဆိုလို့ရှိရင်2တက်တက်မှာ9တစ်ဖြစ်သွား2တက်မှာ9တစ်ကဒီနေရအဲ့ဆိုရင် तू က2တက်မှာ9 3ညခွန်2တက်မှာ9 3ညနဲ့2တက်မှာ9တစ်ရဲ့ကြားထဲမှာရှိမှာပေါ့နော်ဒီကြားထဲမှာရှိမှာဒီကြားထဲမှာ2တက်မှာ9 3ည2တက်မှာ9တစ်ရဲ့ကြားသူတို့နှစ်ခုကဆယ်လီစိတ်တစ်စိတ်တိုးသွားတာပေါ့နော်ဆယ်လီစိတ်တစ်စိတ်တိုးလို့ရှိရင်ရာလီစိတ်ရာလီစိတ်တစ်စိတ်တိုးသွားတာရာလီစိတ်တိုးလို့ရှိရင်ထောင်လီစိတ်10စိတ်နဲ့ညီမျှထောင်လီစိတ်10စိတ်ကရာလီစိတ်တစ်စိတ်နဲ့တူတူပဲနော်ထောင်လီစိတ်10စိတ်တိုးသွားပြီဆိုရင်ရာလီစိတ်တစ်စိတ်ထပ်ပြီးတော့တိုးလာမှာအဲ့တော့ဒီကြားထဲမှာရှိရဆို2တက်မှာ9 3ညဒီမှာဆိုရင်ပထမဆုံးတစ်စိတ်ဆို2တက်မှာ9 3ည1လို့ပြောလို့ရတယ်နော်2တက်မှာ9 3ညကိုထောင်လီစိတ်တစ်စိတ်တိုးမှာဆိုလို့2တက်မှာ9 3ည1 2တက်မှာ9 3ည2 2တက်မှာ9 3ည3 2တက်မှာ9 3ည4 2တက်မှာ9 3ည5 2တက်မှာ9 3ည6 2တက်မှာ9 3ည9ဆိုပြီးဒီနေရာလေးကို2တက်မှာ9 3ည9သူ့ရဲ့နေရာလေးအဖြစ်နဲ့ရေးပေးလို့ရတယ်ပြီးရင်2တက်မှာ9ရှိရဲ့နေရာကိုချ2တက်မှာ9ရှိဆို2တက်မှာ9ဒီမှာ2တက်မှာ9 9ရှိမယ်2တက်မှာ9 9ပြီးလို့ရှိရင်ရာလီစိတ်တစ်စိတ်တိုးပဲဆိုလို့ရှိရင်2တက်မှာ9 6ကဒီနန်းလေး2တက်မှာ9 6ပြီး2တက်မှာ9ခုံကဒီမှာ2တက်မှာ9 8ဆိုတော့သူ့ရဲ့နေရာလေးကဒီနေရာလေးပေါ့ပြီးတော့2တက်မှာ9 4 4သူလည်းပဲထောင်လီစိတ်အထိပါလာတယ်အဲ့ဆိုရင်အရင်ဆုံးရာလီစိတ်2တက်မှာ9 4အထိကိုအရင်ရှာကြည့်2တက်မှာ9 4ရာလီစိတ်က4ဖြစ်နေတဲ့ဟာလေးပေါ့နော်အဲ့ဆို2တက်မှာ9 5ဆိုရင်သူ့ကိုစိတ်ဆော့လိုက်မယ်ဆိုရင်ရာလီစိတ်တစ်စိတ်မှာဆို2တက်မှာ9 4သူ့ရဲ့အရှိရနေရာလေးက2တက်မှာ9 4ဖြစ်မယ်အဲ့ဆိုအဲ့ထီတူသွား2တက်မှာ9လေးကိုမှသူက2တက်မှာ9လေးဆိုတော့ထောင်လီစိတ်မှာကနန်းမရှိဘူးထောင်လီစိတ်နေရာမှာကနန်းမရှိရင်3ညကိုဆောက်လို့ရတယ်2တက်မှာ9 4 3ညဖြစ်သွားတယ်သူ့ရဲ့တန်ဖိုးလေးကဒီနေရာလေးက2တက်မှာ9 4 3ညဆို2တက်မှာ9 4 2တက်မှာ9 4 1 2တက်မှာ9 4 2ဆိုပြီးတော့မှအဲ့လိုမျိုးတစ်စိတ်ချင်းထောင်လီစိတ်ကိုတိုးသွားလို့ရတယ်အဲ့တော့ထောင်လီစိတ်လို့ရှိရင်2တက်မှာ9 4 1ဆိုထောင်လီစိတ်နေရာမှာ1ကလေးဖြစ်လာမယ်2တက်မှာ9 4 1ပြီးလို့ရှိရင်နောက်တစ်စိတ်ထပ်တိုးလို့ရှိရင်2တက်မှာ9 4 2 2တက်မှာ9 4 3 2တက်မှာ9 4 4ဆိုပြီးသူ့ရဲ့နေရာလေးကဒီနေရာလေးဖြစ်သွားမှာအဲ့ပြီးရင်နံပါတ်ကာကြီးကနော်ကာကြီးကပြီးသွားပြီနံပါတ်ခါကိုကြည့်မယ်ဆို2တက်မှာ9 3 2တက်မှာ9 3ည2တက်မှာ9 8 2တက်မှာ9 4 4တို့ကိုငယ်စဉ်ကြီးလိုက်စီပါငယ်စဉ်ကြီးလိုက်စီပါဆိုတော့ငယ်ဆုံးကအရင်ဆုံးစပြီးတော့ရေးပေးရမယ်သူတို့တွေကိုနှိုင်းရှင်တဲ့အခါမှာသူတို့တွေတန်ဖိုးအများဆုံးကနန်းကတန်ဖိုးအများဆုံးကခုကနန်းပဲနောက်ကတက်မနောက်ကကနန်းတွေကဆယ်လီစိတ်ကြာစိတ်တွေကခုကနန်းထက်တန်ဖိုးပို့ပြီးတော့နည်းတယ်အဲ့တော့အများဆုံးကံမိုးအများဆုံးကောင်တွေအရင်ဆုံးနှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်အရှိမ2ရှိတယ်ဒီမှာ2ခုနေရာမှာ2ရှိတယ်သူလည်းခုနေရာမှာ2သူလည်းခုနေရာမှာ2သူလည်းခုနေရာမှာ2ဆိုအတူတူပဲဖြစ်နေတယ်အဲ့ဆိုလို့ရှိရင်မသိဘသူကငယ်တယ်ဘသူကကြီးတယ်ဆိုတာမကွဲပြားဆိုထပ်ပြီးတော့တသမနောက်ကဆယ်လီစိတ်နေရာကနန်းတွေကိုပြန်ကြည့်မယ်ဆိုဒီမှာ9ဒီမှာက3ညဖြစ်သွားပြီအတူတော့ဘူးအဲ့ဆို3ညကတေချာပေါက်ငယ်တယ်ကနန်းတွေမှာ3ညအငယ်ဆုံးကနန်းဆို3ညပါနေ2.5 3ညခွန်ကအငယ်ဆုံးဖြစ်တယ်ဒါကြောင့်2.5 3ညခွန်ကိုဒီမှာရေးလိုက်မယ်ခြေဆုံးမှာရေးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ကျန်တဲ့ခါတွေကိုကျန်တဲ့ကနန်းတွေကိုဆက်ပြီးတော့နှိုင်းရှင်မယ်ဆိုရင်ဆယ်လီစိတ်ရာလီစိတ်နေရာမှာဒီမှာ3ဒီမှာကြတော့8ဒီမှာကြတော့4သူတို့တွေကကြတော့ဆယ်လီစိတ်နေရာတွေမှာအတူတူပဲ9တွေကြီးပဲဖြစ်နေအဲဆိုရာလီစိတ်နေရာလေးတွေကိုနှိုင်းရှင်ကြည့်မယ်ဆိုရင် तू က3 तू က8 तू က4ဆိုတော့3ဖြစ်နေတဲ့ကောင်အငယ်ဆုံးပဲအဲကြောင့်မို့2.5 3ကဒုတိယငယ်တဲ့သူအဲ့ဆိုကျန်တဲ့ဟာလေးကိုဆက်ပြီးနှိုင်းရှင်မယ်ဆိုရင်2.5 8 2.5 4ရေပဲကျန်တော့တယ်အဲ့ဆိုရင်သူတို့ကဆယ်လီစိတ်တွေကလည်းတူတူပဲရာလီစိတ်နေရာကိုနှိုင်းရှင်မယ်ဆိုရင် तू က8 तू က4အဲ့ဆို4ဖြစ်နေတဲ့ကောင်ကငယ်တယ်အဲ့ကြောင့်မို့သူ့ကိုအရင်ရေးမယ်နောက်ဆုံးက2.58ကိုရေးလိုက်မယ်နံပါတ်5ကကွက်လက်တွင် greater than ကြီးတဲ့သင်္ကေတသို့မဟုတ် less than ငယ်တဲ့သင်္ကေတကိုဖြည့်ပါလို့ပြောတယ်နံပါတ်ကကြီးက3.1ခွန်3ခုနလိုပဲဒီကျတို့က3.16ကိုသူတို့နှစ်ခုနိုင်ရှင်မှာဆိုခုနကလိုပဲတန်ဖိုးအများဆုံးအကြီးဆုံးဖြစ်တဲ့ရှေ့ဆုံးကခုကနဲ့နှစ်ခုအရင်နိုင်ရှင်ကြည့်မယ်။ तू က3 तू က3ဆိုတော့တူတူဖြစ်နေ။အဲဆိုလို့ရှိရင်ဒုတိယနေရာမှာရှိတသမနောက်မှာရှိတဲ့ဆယ်လီစိတ်နေရာကိုကြည့်မယ်ဆို तू လည်း1ပဲ तू လည်း1ပဲ तू နေပြန်ပြီဆိုရင်နောက်ကယာလီစိတ်နေရာလေးကိုတွားကြည့်မယ်။နိုင်ရှင်ကြည့်မယ်။ဒီမှာ9ဒီမှာ6အဲဆိုရင်6ဖြစ်နေတဲ့ဘက်က6ကငယ်တယ်9တက်။အဲဆို6ပါတဲ့ကဏ္ဍဘက်ကိုအချွန်လေးထားပေးရမယ်။ငယ်တဲ့ကဏ္ဍလေးဘက်ကိုအချွန်လေးလှည့်ပေးရမှာဆိုဘယ်လိုလေးဒီသင်္ကေတလေးကိုထည့်ပေးရမယ်။နံပါတ်ခါကိုရကြတော့2.3 3 2 2.2အဲ့နှစ်ခုနိုင်ရှင်ရမှာသူတို့ကိုလည်းပဲအရှေ့ဆုံး
ခုနေရတန်မိုးအများဆုံးကောင်တစ်ခုအရင်နှိုင်းရှင်ကြည့်မယ်ဆိုရင်သူလည်းနှစ်တူးနေတယ်အဲ့ဆိုဒသမနောက်ကဆယ်လီစိတ်နေရလေးကိုနှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင် तू က3ည तू ကြတော့2ဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင်3ညပါတဲ့ဘက်ကသာငယ်တာ3ညကငယ်တာဆိုတော့ဒီလိုလေး3ညပါတဲ့ဘက်ကိုအချွန်လေးလှည့်ပေးလိုက်မယ်ပြီးရင်4.456ရေ4.543ရေကိုလည်းနှိုင်းရှင်မယ်ဆိုရင်သူတို့နှစ်ခုမှလည်းပဲတန်မိုးအကြီးဆုံးကခုကနေနှစ်ခုနှိုင်းရှင်မယ်ဆိုရင်ဒီမှာ4ဒီမှာက4သူတို့နှစ်ခုလည်းတူနေတယ်တူနေရဆိုလို့ရှိရင်ဒသမနောက်ကဆယ်လီစိတ်နေရလေးကိုကြည့်မယ်ဆို तू က4 तू က5ဖြစ်သွားပြီအဲ့ဆို4ပါတဲ့ဘက်က4က5ထက်ငယ်တာဆိုတော့4ပါတဲ့ဘက်ကိုအချွန်လေးလှည့်ပေးမယ်ငယ်တဲ့ဘက်ကိုအချွန်လေးလှည့်ပေးရမယ်နံပါတ်ကကြီးရကြတော့902.6 98.2ခုအဲ့တော့သူ့မှာဆိုလို့ရှိရင်ဒီမှာ900ရာနေရာမှာကဏန်းပါတယ်ရာနေရာမှာ6ရှိတယ်သူကကြောင့်ရာနေရာမှာကဏန်းတစ်လုံးမှမရှိဘူးအဲ့ဆိုရာနေရာမှာ3ညရှိတယ်လို့ပြောလို့ရတာပေါ့နော်အဲ့ဆိုရာနေရာမှာ3ညဖြစ်နေရာနေရာမှာကဏန်း6ရှိတယ်ဆိုတေးကြတယ်ရာနေရာမှာကလေးကသူကခွဲပြားသွားပြီ6ပါတဲ့ဘက်ကကြီးတယ်3ညဖြစ်နေတဲ့ဘက်ကငယ်တာဆိုတော့ဒီဘက်မှာချွန်လေးငယ်တဲ့ဘက်ကိုချွန်လေးလှည့်ပြီးတော့ဒီလိုသင်္ကေတလေးရေးပေးရမယ်